โอเคဒီနေ့မှာကျွန်တော်ကဒီ14နေ့မှာအဖြစ်များတဲ့ဒီ one way share ပေါ့နော် one way share ဆိုတာကဘာလဲဆိုတော့ဒီဘက်ကဒီ column 9ရဲ့ပေါ့နော်ဘေးဘက်ဒီ distance ဒီကွာမှာသူကလုံးဝပြတ်ကျသွားတဲ့ဟာရဲ့နောက်ပြီးပိုင်းချင်း share လို့ခေါ်တဲ့လုံးဝပေါ့နော် column 9ပတ်လေဒီလုံးဝကျွံကျသွားတဲ့ဟာပေါ့အဲ့တော့အဲ့နှစ်ခုကိုမဖြစ်အောင်ပေါ့နော်ကျွန်တော်တို့ theory ကဘယ်လိုတော်ရအဓိကကသူဖြစ်တယ်ဆိုတာကဘာကြောင့်ဖြစ်တာလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီ footing ရဲ့ပေါ့နော် depth ဒီမလုံလောက်တော့ပြောချင်တာကဘာလို့ဆိုတော့အပေါ်မှာဗျာသူကတက်ရောက်နေတဲ့ super structure ရဲ့ loading ကရှိတယ်အဲ့ဒီအောက်ကနေပြီးပြန်ပင့်ပေးထားတဲ့ဒီမြေကြီးရဲ့ဟာကလည်းရှိတယ်အဲ့တော့အပေါ်အောက်သူကညှက်လိုက်တော့ပေါ့နော်အပေါ်အောက်ညှက်လိုက်တဲ့အခါမှာဘာဖြစ်သွားလဲဆိုတော့အခုလိုမျိုးပေါ့နော်တကယ်တော့ဒီ depth ပြီးမလုံလောက်တဲ့အခါမှာအဲ့လိုမျိုးဒီအားရေးပြီးရောပေါ့နော်အဲ့လိုမျိုးပြတ်ထွက်တာတွေကျွံကြတာတွေဖြစ်တယ်ပေါ့နော်ဟုတ်ပြီတော့ကျွန်တော်တို့ကအဓိကကတော့သူ့ရဲ့ဒီပေါ့နော်စစ်ကမှာကဒီ depth လေးဒီလုံလောက်လားမလုံလောက်လားဆိုတာကိုစစ်ဖို့လိုတယ်ပေါ့နော်ဟုတ်ပြီတော့ကျွန်တော်ကဒီနေ့မှာကိုဘယ်လိုစစ်ရမလဲဆိုတာကိုပြောပြပေးမယ်အဲ့တော့ကျွန်တော်ကဒီစစ်တာဝယ်ပြောမှာဆိုတော့ဒီလိုအပ်တဲ့ data တွေကိုတော့ကျွန်တော်အရင်ကပေါ့နော်ကျောင်းသားဘွားကကျောင်းသားတော့တွက်ခဲ့တဲ့ဒီ data တွေကျွန်တော်ပြန်ရေးလိုက်နေပေါ့နော်အဲ့တော့အဲ့ပုံစံမှာကျွန်တော်တွက်ခဲ့တဲ့ဟာကသူကဒီအောက်ကနေပြီးတော့ကျွန်တော်တို့ကဒီပြန်ပြီးတော့ပင့်တင်နေတဲ့ media ရဲ့ပင့်တင်အားကိုသိဖို့လိုရပေါ့နော်အဲ့ပင့်တင်အားကကျူယူကိုသူကအဲ့ကောင်လဲသူကသူတွက်တဲ့နည်းကြီးကတည်တံ့ရှိရပါဆိုတော့အဲ့ဟိုအဲ့ဒါတော့မပြောတော့ဘူးအဲ့ဒါကဘယ်လောက်ရှိမလဲဆိုတော့ 6.09 ကျွန်တော်ယူလိုက်မယ်ပေါ့နော် 6.09 KSF ဆိုတာရှိမယ်နောက်ပြီးတော့ကျွန်တော်ရဲ့ဒီ column ပေါ့နော်အပေါ်ကနေဒီလိုပေါ့ဒါအပေါ်ကဒီ column size ရှိမှာအဲ့ column size ကို column size ကဘာလဲဆိုတော့သူက18လက်မှပတ်လေရှိမယ်ပေါ့နော်18လက်မှပတ်လေရှိမယ်ဟုတ်ပြီနောက်ပြီးတော့ဒီကျွန်တော်ရဲ့ဒီ footing ရဲ့ဟိုပါပေါ့နော် footing ရဲ့ဒီကောင်အဲ့ကောင်ကကျွန်တော်က6ပေခွဲပေါ့နော်6ပေခွဲထားလိုက်မယ်6ပေခွဲအဲ့တော့ဒီဘာလဲဆိုတော့ဒီ footing ရဲ့ဒီ width နဲ့ပေါ့နော် width နဲ့ဟိုပါပေါ့ဒီအလန်ရနဲ့ width နဲ့ပေါ့နော်အဲ့ဒါက9.5မြောက် 9.5 စီပေါ့နော်ဟုတ်ဆိုတော့သူကဒီအခုအရင်ဆုံးကျွန်တော်ဗာစစ်မှာဆိုတော့သူ့ရဲ့ pension share ဆင်ပါဗျာဒီထဲမှာဆိုဒီလိုရှိအဲ့တော့ pension share ဆိုတာကဘယ်လိုဖြစ်လဲဆိုတော့သူ့ရဲ့ဒီဗျာဒီအိုင်ဒီက D ရှိရပေါ့နော်သူဖြစ်တဲ့ပုံစံကဘယ်လိုလဲဆိုတော့သူကဒီ column တိုင်းရဲ့ဒီပေါ့နော် column တိုင်းရဲ့ကွာဝေးရတယ်ဒီဘက်ကနေသူကဗာလဲဆိုတော့ distance d/2 အကွာမှာ d/2 အကွာပေါ့နော်ဒီပတ်လေမှာသူကလုံးဝကိုဘာဖြစ်လဲဆိုတော့ကျွံကြမှာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့တော့ကျွန်တော်တို့ကအခုကသူ့ရဲ့ဒီပေါ့နော်တက်ရောက်မယ်အဲ့တော့ပြောချင်တာကဒီ distance d ကဗျာလောက်မလောက်သိကျင်နေဆိုရင်သူ့ရဲ့တက်ရောက်မယ်ဒီရှီယာကိုသိဖို့လိုမယ်အဲ့တော့သူ့ရဲ့ဒီ distance ပေါ့နော်ဒီ depth ကရမယ်ပေါ့ဒီ depth မှာရှိနေမယ်သူ့ရဲ့ strength ကိုသိဖို့လိုမယ်ပေါ့ဟုတ်ပြီတော့သူ့ရဲ့ဒီတက်ရောက်မယ်ဒီရှီယာကိုဘယ်လိုတွက်မလဲဆိုတော့ဒီ pension ရှီယာပေါ့နော်ဒီ 2 week ပေါ့2 week ရှီယာဆိုတဲ့ case မှာဆိုရင်ကျွန်တော်ကသူ့ရဲ့ဒီတက်ရောက်နေမယ်ရှီယာဆို VU လို့ခေါ်တယ်အဲ့တော့ VU ဒီဘာလဲဆိုတော့သူက JU ပေါ့နော်JU ဆိုတဲ့ဒီ hour pressure ရဲ့ဘယ်လိုတွက်လဲဆိုတော့ဒီကျွန်တော်ရဲ့ဒီ3ကန်3ကန်ဖြစ်တဲ့ဒီ12ရန်ပေါ့နော်ဒီအကြီးတွေကနေပြီးတော့ဘာလဲဆိုတော့ဒီပတ်လေဖြစ်နေတဲ့ဒီအတိကအထက်ကအသေးလေးပေါ့နော်အဲ့အသေးလေးကိုနှုတ်ရမယ်အဲ့ဒါနှုတ်ပြီးတော့ hour pressure နဲ့မြှောက်မယ်ဆိုရင်ဗာလဲဆိုတော့သူ့ရဲ့ကျွန်တော်တို့တက်ရောက်မရှိရအောင်ရမယ်ပေါ့နော်တွန်းချင်တာကအပေါ်အောင်ညှက်နေရပေါ့နော်ဒီဟာကိုတိမှာကျွန်တော်တို့ကသူဘယ်လောက်ထိဟိုပါပေါ့နော်ဒီရှီယာဘယ်လောက်ထိရှိနေမယ်ဆိုတာကျွန်တော်သိနိုင်မှာပေါ့နော်ဆက်ပြီးတော့ကျူယူကကျွန်တော်ယူခဲ့တာ 6.09 အဲ့တော့ဒီကအကြီး LDV ကန်ဖြစ်တယ်ဒီအကြီးကဒီကျွန်တော်ရဲ့ဒီ student အကြီးကဘာလို့ဆိုတော့6ပေပေါ့နော်ဒီကarea ကိုလိုချင်တာဆိုတော့သူကပေါ့ 9.5 square ပေါ့နော် 9.5 မြောက် 9.5 ဆို 9.5 square ဒီအသေးကသူကခုနကျွန်တော်ပြောခဲ့တယ်သူကဒီ distance d/2 အကွာမှာဖြစ်မယ်လို့ပြောခဲ့ပေါ့နော်အဲ့တော့ distance d/2 ဆိုတော့ဒီမှာသူကဒီ column size လေးရယ်ပြီးတော့ distance d/2 ပဲပေါင်းအောင်ပါအဲ့တော့ဟိုဘက်ဒီဘက်ဆိုရင်ဘယ်လောက်လဲဆိုတော့ d/2 ဆိုတော့ d ဖြစ်သွားမယ်ပေါ့နော်အဲ့တော့ဗာလဲဆိုတော့သူကဒီ column ရဲ့ distance d ရယ်ညှောက်လိုက်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ဒီဘက်ဒီ total ဟာရေးရမယ်ပေါ့နော်အဲ့လိုပုံစံမျိုးအဲ့တော့ဒါကဗာလဲဆိုတော့ c + d ဒါရဲ့C bread ဒီတကူစကွဲပေါ့နော်အဲ့လိုကဘာလို့လဲဆိုတော့12ရေကျွန်တော် area လိုချင်တာဗျအဲ့တော့ဟိုဘက်ကလည်းဒီဘိုင်တို့ဒီဘက်ကဒီဘိုင်တို့ဆိုသူလည်းပဲ C plus D ပေါ့နော်အဲ့တော့ဒါဒီ6.09 9.5 feet square ပဲအဲ့ရနေပြီးတော့ minus C plus D ကဘယ်လောက်ရမလဲဆိုတော့အဲ့တော့ C ကဒီ column ပေါ့နော် column ကကြတော့သူကဘာလဲဆိုတော့ဒီ18လက်မှကျွန်တော်ယူခဲ့တာ column က18လက်မှရဲ့ဒီဘိုင်တို့ကကျွန်တော်ကအဲ့တော့ဒီ depth ပေါ့နော်ဒီဘိုင်တို့သိဖို့ဆိုရင်တော့ကျွန်တော်ကအရင်ဆုံး track ဖို့ဆိုရင်တော့သူ့ရဲ့ဒီ depth တစ်ခုကိုတော့ကျွန်တော်တို့အရှုံးယူမှာရပါပေါ့နော်ငါတို့ဘယ်လောက်ထိထားမယ်ဆိုတာကိုအရှုံးယူပြီးတော့မှပြေးလဲဦးပေါ့နော်ကိုရှီယာက fade ဖြစ်နေဆိုတော့မှပြန်ပြီးတော့ဒီ depth ကိုအတိုး short လုပ်ပေါ့နော်ဒါမျိုးသွားမှာအဲ့တော့ကျွန်တော်ကတော့ဒီအရှုံးကိုdepth ကိုတော့ဘယ်လောက်ထိသူ့ရဲ့ဒီအထူပေါ့နော်အဲ့အထူတော့ဘယ်လောက်ထားမလဲဆိုတော့16လက်မှလောက်ထားမယ်ရှွန်ဒီကို16လက်မှထားမှာပေါ့နော်အဲ့တော့18ရဲ့19ရဲ့
အဲ့ဒါကိုကျွန်တော်ကတခါလေးပေဖွဲလိုက်မယ်ဗျာဘာလို့ဆိုတော့ရှေ့ကပေဆိုတော့စနစ်နဲ့စားထားရပေါ့နော်အဲ့တော့18 19ဆိုတော့ဘယ်လောက်ဆို30ခွန်ပေါ့နော်အဲ့တော့ရှေ့ကတူတူပဲမိုင်းနဲ့30ခွန်စပွဲပိုင်းတွေ့30ခွန် sorry ဒါကတော့ C plus D ဆိုတော့ပေါ့နော်ဒီကနေ30ခွန်ဒီ total alice ပဲပေါ့နော်ဟုတ်ဆိုတော့ okay အဲ့ဒါဆိုရင်ကျွန်တော်တို့နေသူ့ရဲ့ပေါ့နော်အဲ့ဒီတိုင်းကျွန်တော်တွက်လိုက်ပေါ့တွက်လိုက်တယ်ဆိုတော့ဘယ်လောက်ရလဲဆိုတော့သူ့ရဲ့ဒီတက်ရောက်နေတဲ့ရှီယာဒီ492 kip ဆိုပြီးတော့ရမယ်ပေါ့နော်ဒါကကျွန်တော်ရဲ့ဒီ2 way ရှီယာမှာတက်ရောက်နေတဲ့ဟိုပါပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ2 way ရှီယာဆိုရင်သူ့ကိုစစ်တဲ့ပုံစံတွေကဘာနဲ့စစ်လဲဆိုတော့ 5 BCD ဘယ်လောက်လဲဆိုတော့4 5 lambda square root of apply c dt ဆိုတာနဲ့စစ်တယ်ပေါ့အဲ့တော့ဟုတ်ပြီအဲ့တော့4 5ပေါ့နော်5ကတော့ကျွန်တော်ကရှီယာဆိုရင်ဘယ်လောက်ယူလဲဆိုတော့ 0.75 ယူရပေါ့နော်ဒါအကုန်သိတယ်ပေါ့အဲ့တော့ lambda ကတော့သူက normal weight ဆိုရင်ကျွန်တော်က concrete ရဲ့ weight နဲ့ unit weight နဲ့ဆိုင်တာပေါ့နော် concrete unit weight က concrete က weight က normal unit weight တုံးထားတယ် normal weight တုံးထားရဆိုရင်ဒါဘယ်လောက်လဲဆိုတော့1ယူတယ်နောက်ပြီးတော့ apply c ကလည်းကျွန်တော်ကဒီ concrete strength ကိုကျွန်တော်4လောက်တောင်းလိုက်မယ်ဗျာ4လောက်တောင်းလိုက်ပါပေါ့နော်concrete ဆိုင်ရင်အဲ့တော့ဒီမှာ B ဆိုတာကိုစကားပြောဖို့လိုတယ်ပေါ့နော်ဒီကသူက1 way share နဲ့2 way share ယူရမှာသူကတော့ B ဆိုတာဘယ်သူယူရမှာလဲဆိုတော့အဲ့တော့တော့ခါဒီ pension share မှာဆိုရင်သူကသူ့ရဲ့ B ကဘယ်အောင်ယူရလဲဆိုတော့ဒီကဒီပေါ့နော်သူကပြက်ကြမှာဗျာဒီပက်ပက်လေကပြက်ကြမှာဆိုတော့သူကဒီပြက်ကြမယ်အနာရဲ့ပက်ပက်လေပေါ့နော်ပက်ပက်လေအလဲရပေါ့နော် perimeter ကိုသူကယူရမှာအဲ့တော့ဒီမှာဒီသူကလုံးဝဒီပက်ပက်လေဒီပြက်ကြမှာဆိုတော့ကျွန်တော်ကအဲ့ဒီကောင်ရဲ့ဟာကိုယူရမယ်ပေါ့နော်ဒီယူရမယ်ဆိုရင်သူကဘာလဲဆိုတော့ဒီကောင်ဒီသူက C plus D ရှိရဗျာဒါက C ဒီပိုင်းဒီပိုင်းဆိုတော့ C plus D အဲ့တော့ C plus D အဲ့တော့ဒီဘက်ကလည်း C plus D ဒီဘက်ကလည်း C plus D ဆိုတော့ C plus D ကိုသူက4ကပေါင်းမှာပေါ့နော် C plus D C plus D C plus D အဲ့လိုပဲလို့တော့မှာပေါ့နော်ဟုတ်ပြီတော့သူက perimeter ဒီအဲ့တော့ဒီ C plus D ကခုနကျွန်တော်တွက်ခဲ့တဲ့30ခွန်သူက4ကပေါင်းမယ်ဆိုတော့4ကတော့မပေါင်းတော့ဗျာ4နဲ့မြှလိုက်နော်4နဲ့မြှလိုက်မယ်အဲ့ဆိုရပြီဒါကသူ့ရဲ့ဒီ BOU อ่ะပေါ့เนาะအဲ့တော့ဓာတ်ကတော့ခုနကျွန်တော်အရှုံးယူခဲ့တဲ့16လက်မကိုပဲရေးလိုက်ပေါ့အဲ့ဆိုရင်သူကဘယ်လောက်ရလဲဆိုတော့ 5BCD ဘယ်လောက်လဲဆိုတော့900မြန်မာ34 k ဆိုပြီးရဟုတ်ပြီတော့ကျွန်တော်စစ်တဲ့ one way share ရဲ့ဒီ one way share ရတဲ့ strong က934 k ဝေးဘယ်လောက်တော့492ဆိုတော့ကျွန်တော် one way share ကဒီမှာပေါ့เนาะsorry ဒီမှာ pension share ကတော့သူကမဖြစ်နိုင်တော့ဘူးပေါ့เนาะဒီမှာဘာလို့ဆိုတော့ဒီ strong ကstrong ကဟိုပေါ့တက်ရောက်မဲ့ login တဲ့ကြီးနေတော့ okay တယ်ပေါ့နော် okay အဲ့တော့ one way share နဲ့sorry pension share ကတော့ပြည်တယ်တော့အဲ့တော့ကျွန်တော် one way share ဆက်ကြမယ်နော်အဲ့တော့ထုံးတဲ့နိုင်မဲ့ဒီကောက10မိနစ်ကျော်ရဲဆိုရင်တော့ TikTok မှာရက်သွားမှာပေါ့နော်အဲ့ကြရင်ဆက်ပြီးလေ့လာခြင်းလဲဆိုရင်တော့ကျွန်တော် YouTube မှာလာပြီးလေ့လာပြီပေါ့နော်ကျွန်တော် TikTok ရဲ့ဒီ chat comment မှာလည်း link ချပေးထားမယ်ပေါ့နော်ဟုတ်ပြီတော့ကျွန်တော်ဆက်ပြီးတော့ဗာလဲဆိုတော့ဒီ one way share ဆက်ဆက်မယ်ပေါ့နော်ဟုတ်ပြီတော့ one way share ရဲ့ပုံစံကတော့ထုံးစံတိုင်းသူက column ကနေပြီးတော့သူက distance d အကွာကနေပြတ်ကြမှာပေါ့နော်ပြတ်ကြမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကသူ့ရဲ့ဒီ view ကိုယူတဲ့အခါမှာဘယ်လိုယူလဲဆိုတော့ခုနကပြောခဲ့တဲ့ upward pressure ရဲ့ဗာလဲဆိုတော့ upward pressure ရဲ့သူ့ရဲ့ဒီပေါ့နော်ပြတ်ကြမဲ့ဟာလေးရဲ့ဒီပြတ်ကြမဲ့ဟာရဲ့ပေါ့နော်သူကသွားဆို share စစ်တယ်ဆိုတာကဗျာသူပြတ်သွားတဲ့ area နဲ့ပဲဆိုင်ဒီဟာကပြတ်သွားမှာပေါ့အဲ့တော့ဒီမှာဆိုသူပြတ်သွားမှလေဒီဟာပြတ်သွားမှာအဲ့တော့ကျွန်တော်ကကျူရဲ့သူ့ရဲ့ပြတ်သွားမဲ့ area ဒီကောင်လေးရဲ့ area ကိုမြှောက်လိုက်ရင်ရနော်ဟုတ်ပြီတော့ကျွန်တော်ကဒီမှာဆိုရင်ကျွန်တော်ရဲ့ဒီ footing ရဲ့အကောင်ကဘယ်လောက်ရှိလဲဆိုတော့6ပေခွဲရှိတယ်အဲ့က LA ကဆိုရင်ဘယ်လောက်လဲဆိုတော့18လက်မ18လက်မရဲ့ distance က D ဆိုတော့ဒီကနေပြီးတော့သူက distance D အကွာမှာပြတ်မှာ哦အဲ့တော့ distance D ကနေပြီးတော့ D အဲ့တော့ဒီလိုဆိုတော့သူကဒီလိုပေါ့နော်ဒီကောင်ကဒီနားလေးပြန်လာဟုတ်ပြီတော့ကျွန်တော်တို့ကဒီကောင်းရဲ့ပေါ့နော်ဟာလေးကိုတိပို့ရကျွန်တော်ကဒီမှာဆို 9.5 ဗျာ 9.5 ရဲ့တစ်ဝက်ကိုအရင်ရှာလိုက်နော် 9.5 ရဲ့တစ်ဝက်ကိုတော့ဒီဟာလေးဘယ်လောက်ရှိရကျွန်တော်ဒီဒါကတော့ 9.5 ပေါ့နော်ဒီကောင်ကတော့ 9.5 ပြောကြမလို့အဲ့တော့ဒီကောင်လေးရဲ့ဒီဟာဒါလေးပေါ့နော်ဒါလေးကဘယ်လောက်လဲပေါ့အဲ့တော့ကျွန်တော်ကဒီတုံးဒီဟာ 9.5 ရဲ့တစ်ဝက်ကိုအရင်ရှာလိုက်မယ် 9.5 by 2ရဲ့အဲ့2ဆိုရင်တို့ကဒီနားထိရပြီဗျာဒီနားထိရပြီဆိုရင်ကျွန်တော်ကဘာလုပ်မလဲဆိုတော့ 9.5 by 29.5 by 2ဆိုရင်ဒီထိရပြီကျွန်တော်တို့လိုချင်တာကဒီထိဆိုတော့ဒီမှာဆို column ကသူ့ရဲ့ column ရဲ့တစ်ဝက်ပေါ့နော် column ကဘယ်လောက်ရှိလဲဆိုတော့ဒီမှာက18ရှိတာ哦အဲ့တော့18လက်မတစ်ဝက်ဆိုတော့ by 2အဲ့တော့လက်မဆိုတော့တစ်ခါလေးပြေပြောင်းလိုက်မယ်ဗျာစနစ်နဲ့ညောင်းလိုက်နောက်ပြီးတော့ဗာလဲဆိုတော့ D ပေါ့နော် distance D ရော distance D ကဘယ်လောက်တုံးဆိုတော့19ပေါ့နော်19ကျွန်တော်ယူခဲ့တဲ့ target 19အဲ့တော့19တစ်ခါလေးပြေပြောင်းလိုက်
စနေနဲ့မြောက်လိုက်ပါနော်အဲ့ဒါတော့ဘယ်လောက်ရမလဲဆိုတော့သူ့ရဲ့ဟာကဒီ2.42p ဆိုပြီးရမယ်ပေါ့အဲ့ဆိုရင်ကျွန်တော်တက်ရောက်မဲ့ဒီ one way ရှိရမှာတက်ရောက်မဲ့သူ့ရဲ့ဒီပြတ်ထွက်မဲ့ပေါ့နော်အဲဟာမှာဘယ်လောက်ထိရှိရရှိနေမလဲဆိုတော့ဂျူယူကခုနကျွန်တော်ပြော6.09ဆို6.1ကြာ2.4ဒီကနေဒီ2.4လို့ဒီကောင်ကအမြောက်2.2 2.42 အမြောက်နောက်ပြီးတော့ဒီကောင်က 9.5 ရှိရပါတော့ 9.5p okay အဲ့ဆိုရင်ဘယ်လောက်ရလဲဆိုတော့သူက VU က 140k ဆိုပြီးတော့ရတယ် okay နော် okay အဲ့ကျွန်တော်တို့ဆက်လာလဲဆိုတော့သူ့ရဲ့ဒီ strand ပေါ့နော်ပြီးသူ့ one way share strand ကဘယ်လောက်ထိရှိလဲပေါ့အဲ့တော့သူကလည်းထုံးစံတိုင်း 1bc is equal to သူကကျတော့ဒီ two way share လိုမျိုးပေါ့နော်ဘာ two way share နဲ့ဘာကွာလဲဆိုတော့ဒီက2ဖြစ်သွားပါဒါလေးပဲအဲ့တော့သူကဘာလဲဆိုတော့2 5 lambda square root of apply c pt ပေါ့ဒါမျိုးတော့ဟာအဲ့တော့ fine ကတော့ထုံးစံတိုင်းပဲကျွန်တော်တို့က 0.75 ဒီကောင်က unique weight က light ပေါ့ light ဆိုရင်သူကဒီပေါ့နော်ဒါကတော့ concrete ဟောမိုဒီကျွန်တော်ကတော့သူ့ကို1နဲ့ပဲကြည့်လိုက်မှာပေါ့နော်နောက်ပြီး apply c ကတော့4000သုံးမယ်4000 psi ပေါ့နော်အဲ့တော့ b ဒီမှာဆို b ကဘာလဲဆိုတော့မှတ်ထားမှာပေါ့နော်ကျွန်တော်တို့ကသူ့ရဲ့ဒီ one way ရှိရမှာဆိုရင်သူကဒီနားကပတ်ပတ်လေပဲနော် two way ရှိရလိုမျိုးဒီလိုမျိုးပတ်ပတ်လေမျိုးမဟုတ်တော့ဘူးသူကကြတော့ဘာလဲဆိုတော့ဒီမှာပြက်ထွက်နဲ့အနားနဲ့အပြိုင်ပေါ့နော်ဒီပြက်ထွက်မဲ့အားနဲ့အပြိုင်ကိုကျွန်တော်တို့ကယူပါမှာတရားဒီမှာသူပြက်ထွက်မှာလေဒီဘက်ပြက်ထွက်မှာနော်ပြက်ထွက်မှာနဲ့ကြိုင်တာဒီတဲ့တော့နော်အဲ့တော့ဒီကောင်ဒီပြိုင်တာကဘယ်လောက်ရှိရဲဆိုတော့ဒီအိုင်ဒီ 9.5 feet ရှိရဲဟုတ်ပြီနော်အဲ့တော့ b ဒီကျွန်တော်တို့ကဒီမှာ 9.5 ကိုပြောမယ်ပေါ့နော်9.5 feet အဲ့ဒါကိုလက်မပြောင်းတော့12နောက်ပြီးတော့တက်ကကြတော့19လက်မပေါ့အဲ့တော့သူ့ရဲ့ဘယ်လောက်ဒါကိုမြှောက်လိုက်မယ်ဆိုဘယ်လောက်ရလဲဆိုတော့ပြီးရင်တစ်ခါကစ်ပြောင်းကျင်တော့တစ်ခါထောင်းနဲ့စားပေါ့နော်ဒါလည်းပြောဖို့မေးโอเคတော့အဲ့ဒါကဘယ်လောက်ရလဲဆိုတော့သူဒီ205.5k ဆိုပြီးတော့ရအဲ့တော့အဲ့ကောင်လေးကကျွန်တော်တို့ရခဲ့ဘာဖြစ်လဲဆိုတော့ဒီကောင်ပေါ့နော် one way share ရဲ့ဘယ်လောက်လဲဆိုတော့နော်ရှာက 140k ပေါ့နော်အဲ့ဒါရခဲ့တာတဲ့ကြီးတယ်ဆိုတော့သူကလည်းပဲ okay တယ်ပေါ့အဲ့တော့ဒီမှာဆိုရင်သူကဗာလဲဆိုတော့ဒီအခုကျွန်တော်တို့ထားခဲ့တဲ့ site မှာပေါ့နော် site မှာဆိုရင်သူနဲ့သူနဲ့ different ပေါ့နော် one way share ရဲ့ different က55လောက်ရှိတယ်ဗျာ55လောက် different ရှိတယ်ဒါတော့ depth ချင်းတူတူပဲပေါ့နော်ဒီမှာကျတော့သူက492ဆိုတော့ဒီမှာဆိုတော့ပြောချင်တာကဒီ depth မှာဆိုရင်သူကဖြစ်မဲ့ဆိုရင် one way share ကပို့ပြီးတော့ control ဖြစ်နိုင်တဲ့အနေအထားပေါ့နော်ဒီမှာသူကသူဘာလို့ဆိုတော့ဒီကောင်နဲ့ဒီကောင်ရဲ့ strand နဲ့ဒီ one strand နဲ့တက်ရောက်တဲ့အားကြားထဲမှာ gap လေးကနည်းနည်းကျင်းတယ်ပေါ့နော်ဒီကောင်ကနည်းနည်းပို့ပြီးတော့ကျဲထဲမှာပါအဲ့တော့သူကဒီဖြစ်မယ်ဆိုရင်sorry ပန်းရှင်းရှိရကအရင်ဆုံးဖြစ်မှာပေါ့ပန်းရှင်းရှိရဖြစ်ပြီးတော့မှကျွန်တော်တို့အနေနဲ့ဒီ one way ရှိရဖြစ်တော့နော်ဘာလို့ဆို one way ရှိရရဲ့ strand ပိုကောင်းတယ်အဲ့တော့ကျွန်တော်တို့ဒီ theory ကြည့်ရ result တွေကြည့်ပြီးတော့ဒီကောင်ဒီဘယ်ဟာက control ဖြစ်နေရပေါ့နော်ဒီ footing မှာဒီကောင်ပို့ပြီး control ဖြစ်နေရဲဆိုတာကိုလည်းကျွန်တော်တို့အနေနဲ့သိနိုင်ပေါ့နော်အဲ့တော့ကို view site တင်တာကို site လို့ရပါနေတာပေါ့နော်ဟုတ်ပြီဒါကတော့ကျွန်တော်တို့ one way share 2 way share ကိုအဲ့လိုမျိုးစစ်သွားတာလေးပေါ့နော်အဲ့ဒါကိုနေကြတော့ပေါ့နော်မြေကြီး hour pressure ဘယ်လိုရှာလဲအဲ့လိုမျိုးပဲပေါ့နော်နောက်ပြီးတော့ဒီတန်တွေဘယ်လိုဆင်းနေတည်ကျင်နေဆိုလဲပြောပြပေးမယ်ပေါ့နော်တည်ကျင်နေဆိုရင်ပေါ့မတည်ကျင်ဆိုလဲကျွန်တော်မတင်ပေးတော့ဘူး okay ဒီနေ့ကတော့ဒီလောက်ပဲဆုံးဖြတ်ကြည့်ပေးရကျေးဇူးတင်ပါတယ်